ရှင်ပြိုင်မှုတွေလာပြီဆိုရင်အိတ်တာတို့မစ္စရိယတို့ပါမတမကြီးမားတဲ့နေလောကလူတွေကဂုံပြိုင်နေကြတာပဲလေဂုံပြိုင်နေကြဘဝမှာနေ့စဉ်ဘဝမှာကိုယ့်အခြေအနေကိုယ်ဆုံးနေဆင်ញင်သုံးသပ်မှုမရှိလို့ရှိရင်ဘာကိုအမြဲတမ်းကြည့်တတ်တုံလူရဲ့သဘာဝအိမ်နာနေခြင်းနော်အိမ်နာနေခြင်းပုဂ္ဂိုလ်ဘာလုပ်တယ်လဲကြည့်တယ်ကိုယ်အိမ်နာနေခြင်းပုဂ္ဂိုလ်ကတယ်လီဖုန်းကင်နေဆိုကိုယ်မကင်ရရင်စိတ်ထဲမှာတိမ်နေတယ်ကိုယ်လည်းကင်မှုကြိုးစားလာကိုယ်အိမ်နာနေခြင်းကတယ်လီဗီရှင်းဝယ်တယ်ဆိုရင်ကိုယ်လည်းဝယ်ချင်ကိုယ်အိမ်နာနေခြင်းလူကကားွယ်စီးတယ်ဆိုရင်ကိုယ်မစီးရရင်စိတ်ထဲမှာတိမ်ငယ်လာကိုယ်ကိုပြန်ကြည့်လာတဲ့အခါလောဘစိတ်တွေဒေါသစိတ်တွေမနာလိုစိတ်တွေဝန်တိုစိတ်တွေဖြစ်ပေါ်လာဒါတွေအာဟုတုတွေဖြစ်တယ်ကိုယ့်အတွက်အကျိုးရှိလားဆိုဘာအကျိုးမရှိဘူးကိုယ့်ချိန်နေရကိုယ့်ချိန်နေပဲကိုကြည့်ရငါဟာတယ်လီဖုန်းဝယ်ခိုင်းနိုင်တဲ့အခြေအနေရှိသလားဝယ်ခိုင်းတော့ငါမှဘယ်လိုအသုံးရတယ်လဲတယ်လီဗီရှင်းဝယ်ကြည့်နိုင်တဲ့ငါမှစီးပွားဥစ္စာအခြေအနေရှိလားမရှိရင်သူများဝယ်တာနဲ့ငါဝယ်ရမှာလားဆိုတဲ့အတွေးမျိုးသိပ်ပြီးတော့မရှိကြဘူးလောကလူတွေဟာဂျုံဆက်လို့ခေါ်တယ်အိမ်နာနေခြင်းရဲ့အနေအထားကိုကြည့်ပြီးတော့ရှင်ပြိုင်ဖို့ကြိုးစားကြတာပဲများတယ်ပေါ့အဲ့ကြရင်ဘလောက်ကုန်အရွာတွေမှာရှင်ပြိုင်တာတခုရှိသေးတယ်အေးသူတို့လူတော်ကဝက်သားကျွေးတယ်နော်ငါလူတရေချင်နဲ့ငပိကြော်နဲ့တော့မရဘူးဝက်သားကျွေးမှာရှင်ပြိုင်မှုတွေရှင်ပြိုင်မှုတွေကောင်းတဲ့ပဲရှင်ပြိုင်တာလည်းရှိတယ်မကောင်းတဲ့ပဲရှင်ပြိုင်များသောအားဖြင့်လူတွေဟာကုသိုလ်ပဲရှင်ပြိုင်တာနည်းတယ်ဂုံလုံးဖို့အတွက်ပဲရှင်ပြိုင်ရတာတွေများတယ်အဲ့ဒီလိုများတဲ့စိတ်တွေဟာကုသိုလ်စိတ်တွေလားအကုသိုလ်စိတ်တွေလားအကုသိုလ်စိတ်တွေပဲမြတ်စွာဘုရားလက်ထက်တုန်းကခဝေတိဆိုတဲ့တထေးတူရဲ့ရှင်ပြိုင်မှုကတော့မှတ်သားလိုက်တယ်ပေါ့ရှင်ပြိုင်နေပြီဆိုရင်အဲ့ဒီလိုရှင်ပြိုင်လောကီစီးပွားရေးနဲ့မရှင်ပြိုင်နဲ့လောကုတ္တရာတရားနဲ့ရှင်ပြိုင်အဲ့တော့ခဝေတိဆိုတဲ့ဥပဒကတရားသူနဲ့တွဲပေါ်တွဲဖက်သွားပေါ်သွားပဲစားပေါ်စားပဲလူသူ့အဖွဲ့အစည်းမှာလူ900ရှိတယ်900ရှိတယ်သူကအဲ့ထဲမှာခေါင်းဆောင်တော့တရက်ကြသူကစဉ်းစားတယ်ငါလည်း5ပါးသီလမလုံဘူးငါလူတွေကလည်း5ပါးသီလမလုံကြဘူးကြုံရင်ကြုံတယ်လို့တောက်ကြတယ်စားကြတယ်ငါလူတွေကလည်းလူကောင်းကြီးမဟုတ်ငါလည်းလူကောင်းမဟုတ်အဲ့တော့သူတို့နဲ့ငါဘာထူးဘာမှမထူးအဲ့တော့သူတို့နဲ့ငါကခေါင်းဆောင်ဖြစ်ပြီးတော့သူတို့တွေတာတာဘာရှိဘာမှမရှိဘူးအဲ့တော့ငါတာအောင်လုပ်မယ်ဆိုပြီးတော့သူ့လူတွေဘာပြောတော့ဆိုဒီနေ့ကစပြီးတော့တဲ့ငါမင်းတို့နဲ့မတူတော့ငါဒီနေ့ကစပြီးတော့အတောက်စားတွေမလုပ်တော့5ပါးသီလငါလုံးလုပ်တော့ဒီနေ့ကစပြီးငါ5ပါးသီလမကျုံးပေါအောင်ထင်းထင်းဆောက်ရှောက်တယ်လို့မင်းတို့မှတ်ကြပြောလိုက်တဲ့အခါသူ့လူတွေကလည်းသူအားကြပြီးတော့ခမည်းဆောင်တော့ကျွန်တော်တို့လည်းဆောင်မယ်ဗျာ5ပါးသီလလိုက်ဆောင်အဲ့လိုဆောင်တဲ့အခါကျတော့အေးသူလည်း5ပါးသီလငါလည်း5ပါးသီလဆိုသီလချင်းတူနေတော့သူစိတ်ထဲမှာပြန်တွေးပြန်အေးသူတို့လည်း5ပါးသီလတကယ်လုံညတယ်ငါလည်း5ပါးသီလတကယ်လုံတယ်အဲ့တော့သူတို့နဲ့ငါဘာမှမထူးငါထူးအောင်လုပ်အောင်မယ်ငါကိုဒီနေ့ကနေစပြီးတော့အိမ်တော်မပြုတ်တဲ့လူပြိုကြီးအဖြစ်မှတ်ကြလို့ဇမစရိယသိက္ခာပုဒ်ဆောက်တွေ့လိုက်တယ်ဆိုတော့ကျန်တဲ့လူတွေလည်းလိုက်လို့တော့တခါတူးနေပြန်တူးနေတော့သူကစဉ်းစားလိုက်ပြန်ဟာဒီနေ့ကနေစပြီးငါ10ပါးသီလရာသက်ပံဆောင်မယ်သူတို့နဲ့မတူအောင်10ပါးသီလရာသက်ပံဆောင်မယ်ဟိုလူတွေကလည်းလိုက်လို့တယ်ကျွန်တော်တို့လည်းဆောင်မယ်10ပါးသီလရာသက်ပံအဲ့လိုဆောင်ကြတော့သူတို့လည်း10ပါးသီလကိုလည်း10ပါးသီလတူးနေပြန်တော့သူကစဉ်းစားတယ်ငါနဲ့ဒီလူတွေနဲ့အရေးချင်းတူးနေပြန်ငါတိုးမှာပဲဆိုအေးဒီနေ့ကစပြီးငါလူပေါ်မှာမနေတော့ဘုန်းကြီးဝတ်တော့မယ်ဆိုဘုန်းကြီးဝတ်သူတို့နဲ့မတူအောင်လုပ်တယ်ဘုန်းကြီးဝတ်လိုက်တဲ့အခါသူတောင်ဝတ်နိုင်သေးတာပဲငါတို့လည်းဘုန်းကြီးဝတ်မယ်ဆိုကြံတဲ့လူတွေကလည်းလိုက်ပြီးတော့ဘုန်းကြီးဝတ်ကြပြန်ဟောအားလုံးကတူးနေကြတယ်အဲ့ဒီတော့သူဘာလုပ်တော့ဆိုကဲသူတို့လည်းဘုန်းကြီးဝတ်တယ်ငါလည်းဘုန်းကြီးဝတ်တယ်သူတို့နဲ့မတူအောင်ငါဝိပဿနာတရားကိုကြိုးစားအထုတ်မယ်ဆိုအထုတ်လိုက်တာခဝေတိကယန္နာဖြစ်သွားတော့ငါဟာကိလေသာအသောကုံဆုံးတဲ့ယန္နာဖြစ်သွားပြီရှင်းတတ်သွားကျန်တဲ့လူတွေကလည်းဟာငါတို့ရဲ့ခေါင်းဆောင်ကြီးတို့ယန္နာဖြစ်သွားငါတို့လည်းအားကြတယ်လိုက်ပြီးတော့ကျင့်ကြမယ်ဆိုသူတို့လည်းယန္နာဖြစ်သွားယန္နာဖြစ်သွားပြီဆိုတော့ရှင်ပြိုင်မှုကအဆုံးသတ်သွားတယ်ရှေ့သွားစရာမရှိတော့
အဲ့ဒါကြတော့အကောင်းပြိုင်တယ်လို့ခေါ်တယ်အဲ့ဒါလို့အကောင်းပြိုင်တာကတော့အဆုံးသတ်လို့ရသွားတယ်နော်